လူတွေတက်ပြီးတောင်းကျမ်းနေတဲ့တရေမကြီးကိုအထက်ဆရာတို့ရဲ့မိန့်မာမှုနဲ့ဆရာဦးသိမ်းမှန်ခလီဆက်ခဲ့တယ်။ရွာထိကညောင်ပင်ကြီးအောင်မှာညတိုင်းငိုတန်ကြားရတာဟာအခုတော့လူတိုင်းအတွက်အကြောက်စရာမလိုတော့ဘူး။ဘာလို့လဲဆိုတော့မောင်မိုက်တဲ့ညတညမှာအထက်လန်းဆရာကြီးဦးသိမ်းမှန်ကလက်ထဲမှာပုံနာကြိုးစောင်ပုတ်စာရွက်နဲ့ညောင်ပင်အောက်ကိုရောက်လာခဲ့တယ်။မတင်ညွန်းမင်းရဲ့အမုန်းမင်းရဲ့မကျေနပ်မှုတွေဒီလောကမှာဆက်မထားသင့်တော့ဘူး။လေးတိုက်တန်တဲ့ကမတင်ညွန်းရဲ့အတန်ပေါ်လာတယ်။ငါမလို့ချင်ဘူးငါဆက်နေမဟေးသူတို့ငါ့ပေါ်မတရားလုပ်ခဲ့ကြတယ်။အထက်လန်းဆရာကြီးကမတင်ညွန့်ကိုကြောက်စိတ်မရှိတီတီငင်ငင်နဲ့ဒီလိုအမုန်းတရားတွေနဲ့ဒီဘဝကြီးမှာဘဲပေါက်ထိဆက်ပြီးပူလောင်နေအောင်ပါလေမြက်ကဖြင့်အေးအေးဆေးဆေးပဲပြောလိုက်တယ်အပြစ်မရှိတဲ့သူကိုခွင့်လွတ်နိုင်မှမင်းရဲ့ဝိညာဉ်လွတ်မြောက်မယ်ဆရာကြီးရဲ့ဆိုဆုံမမှုတွေကိုမတင်ညော့နားလေလာပြီးညောင်ပင်ရဲ့အရွက်တွေတိတ်တိတ်လေးတုန်ခါသွားပြီးမတင်ညွန့်ရဲ့မျက်ရည်တွေမြေပြင်ပေါ်ကျသွားတယ်ဒူမရဲ့အမုန်းတွေပျော်ရွှင်မှုမဟုတ်ဖန်းအဲ့ဒီအချိန်မှာပဲတိသွားခဲ့တယ်မတင်ညွန့်ကနောက်ဆုံးအချိန်လူအသားနဲ့ပြောလိုက်တယ်ဂျေဇုပါဆရာငါသွားခြင်းပါပြီအလင်းလေးသစင်းပေါ်လာပြီးညောင်ပင်အောက်ကအေးမြမှုကပျောက်သွားတယ်နောက်နေ့မနက်ညောင်ပင်ကြီးအောက်မှာတရေအရိပ်မရှိတော့ဘူးငိုသံမကြတော့ဘူးရွာသားတွေပြောကြတယ်တရေမကြီးမတင်ညွန့်အထက်လန်းဆရာရဲ့လမ်းညွန်မှုနဲ့ကျွတ်တန်းဝင်သွားပြီတဲ့အခုတော့ညောင်ပင်အောက်ကအကြောက်စရာနေရမဟုတ်တော့ဘူးသတိပေးရနေရဖြစ်သွားပြီအမုန်းကိုခွင့်လွတ်နိုင်ရင်တရေတော်လူပြန်ဖြစ်နိုင်တယ်